လက်နဲ့9မျိုးလုံးတက်ချွမ်းတဲ့မင်းသားတစ်ပါးဟာဘလူးကြီးတစ်ကောင်ကိုဉာဏ်ပညာတစ်ခုတည်းနဲ့အနိုင်ယူခဲ့ပူပါတယ်ဒီနေ့မှာတော့အဲ့ဒီစိတ်ဝင်စားဖွယ်ဇာတ်လမ်းကိုပြောပြပေးသွားမှာပါမင်္ဂလာပါပရိသတ်ကြီးခင်ဗျာဒီနေ့မှာတော့ဗုဒ္ဓမြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့950ဇတ်တော်တွေကအလွန်စိတ်ဝင်စားဖွယ်ကောင်းတဲ့ပန်စာဝတ္တဇတ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်လွန်လီပြီးသောအတိတ်ကာလဘာရာဏသီပြည်မှာဗျမတက်မင်းကြီးမင်းပြုတ်နေတဲ့အချိန်ပေါ့ထိုမင်းကြီးမှာအလွန်ဉာဏ်ပညာထက်မြက်တဲ့သားတော်လေးတစ်ပါးရှိပါတယ်သားတော်လေးအရွယ်ရောက်လာတဲ့အခါခမဲတော်မင်းကြီးကတက္ကသိုလ်ပြီးတော့ပညာသင်ကြားဖို့စိတ်လွတ်ခဲ့ပါတယ်မင်းသားလေးဟာဒါလှက်ညာတိုင်းတုတ်ဆူလက်နဲ့9မျိုးကိုအကျွမ်းကျင်ဆုံးတက်မြောက်ခဲ့ပါတယ်ဒါကြောင့်ဆရာကြီးကသူ့ကိုပန်စာဝတ္တမင်းသားလို့အမည်ပေးခဲ့ပါတယ်တနည်းမင်းသားလေးဟာနီးပြည်တော်သို့ပြန်လာရကြောက်မက်ဖွယ်တော်ကြီးတစ်ခုအနီးသို့ရောက်ရှိလာခဲ့ပါတယ်အဲ့ဒီတောဆက်မှာရှိတဲ့ရွာသားတွေကမင်းသားလေးကိုမြင်တဲ့အခါဒီတောကြီးထဲကိုမဝင်ဖို့တားမြစ်ကြပါတယ်သူတို့ကဒီတောကြီးထဲမှာလူတွေကိုဖမ်းစားတတ်တဲ့ဘလူးကြီးရှိတယ်လို့ပြောကြပါတယ်ဒါပေမဲ့ပန်စာဝတ္တမင်းသားလေးကမိမိရဲ့စွမ်းအားကိုယုံကြည်တဲ့အတွက်နောက်မဆုတ်ပဲတောကြီးထဲကိုဝင်ရောက်ခဲ့ပါတယ်တောအုပ်လေးတို့ရောက်တဲ့အခါမှာတော့အရက်အမောင်ကြီးမားပြီးကြောက်မက်ဖွယ်ကောင်းလာတဲ့ဘလူးကြီးကမင်းသားလေးကိုလမ်းပိတ်ရပ်တားလိုက်ပါတယ်ဘလူးကြီးကမင်းဟာငါရဲ့အစပဲလို့ဟင်းဟောက်လိုက်ပါတယ်မင်းသားလေးကအစိတ်လူးထားတဲ့မြားများကိုတက်စင်းပြီးတစင်းဖြစ်ခတ်လိုက်ပါတယ်ဒါပေမဲ့မြားအားလုံးဟာဘလူးကြီးရဲ့ကိုယ်ပေါ်ကအမွေးတွေမှာကတ်သွားခဲ့ပါတယ်မင်းသားလေးကဓာတ်နဲ့ခုတ်ပါတယ်လှမ်းနဲ့ထိုးပါတယ်ကျုပ်နဲ့ရိုက်ပါတယ်ဒါပေမဲ့နက်နက်အားလုံးဟာဘလူးကြီးရဲ့ကိုယ်မှာကတ်သွားခဲ့ပါတယ်နောက်ဆုံးမှာတော့မင်းသားလေးရဲ့လက်နဲ့ခြေတွေပါကတ်သွားပြီးဘလူးကြီးရဲ့ကိုယ်ပေါ်မှာပွဲလောင်ဖြစ်နေပါတော့တယ်ဒါပေမဲ့မင်းသားလေးဟာလုံးဝမကြောက်ရွံ့ခဲ့ပါဘူးအဲ့ဒါကိုမြင်တဲ့ဘလူးကြီးကမင်းတေးရမှာကိုမကြောက်ဘူးလားလို့မေးလိုက်ပါတယ်ဒီအခါမင်းသားလေးကလူတိုင်းဟာတနေ့တေးရမှာကြီးပဲလို့တင်းငိမ်စွာပြန်ဖြေလိုက်ပါတယ်ပြီးတော့သူ့ရဲ့ဝမ်းပိုက်ထဲမှာပညာဝရစိန်ဆိုတဲ့ဘယ်အရာနဲ့မှမဖြတ်စည်းနိုင်တဲ့လက်နက်ရှိတယ်လို့ပြောလိုက်ပါတယ်မင်းငါကိုစားလိုက်ရင်အဲ့ဒီလက်နက်ကမင်းကိုပါဖြတ်စည်းလိုက်မယ်လို့ဆိုလိုက်ပါတယ်တကယ်တော့အဲ့ဒီပညာဝရစိန်ဆိုတာမင်းသားလေးရဲ့ဉာဏ်ပညာနဲ့ရဲရင်ချင်းကိုဆိုလိုတာဖြစ်ပါတယ်ဒါပေမဲ့ဘလူးကြီးကတကယ်ထင်သွားပြီးကြောက်လန့်ကမင်းသားလေးကိုချက်ချင်းလွတ်ပေးလိုက်ပါတယ်ထို့နောက်မင်းသားလေးကဘလူးကြီးကိုတရားဟောပြဆုံးမခဲ့ပါတယ်ဘလူးကြီးဟာအတိတရားရရှိသွားပြီး9ပါးသီလကိုခံယူခဲ့ပါတော့တယ်ပရိသတ်ကြီးခမညာဒီဇတ်တော်လေးကပြီးချင်တဲ့သင်ခန်းစာကတော့ပြင်ပလက်နက်တွေထက်မိမိအတွင်းရှိဉာဏ်ပညာနဲ့ရဲရင်ချင်းကသာအရေးကြီးဆုံးဆိုတာပါပဲဘလို့အခက်ခဲပဲကြုံလာပါစေဉာဏ်ပညာနဲ့ရင်ဆိုင်ဖြေရှင်းနိုင်ကြပါစေခင်ဗျာနောက်ဆုံးအနေနဲ့တခုပြောချင်တာကတော့ဒီလိုဇတ်တော်သင်ခန်းစာအတိတ်ပဲရှိတဲ့အကြောင်းအရာတွေကိုနေ့စဉ်နေ့တိုင်းမလွတ်တမ်းကြည့်ချင်တယ်ဆိုရင် subscribe ခလုတ်ကိုနှိပ်ထားပြီး bell လေးကိုလည်းဖွင့်ထားပေးပါခင်ဗျာဒါမှအသစ်တင်လိုက်တဲ့ဗီဒီယိုတိုင်းကိုချက်ချင်းသိရှိနိုင်မှာဖြစ်ပါတယ်အားပေးကြည့်ရှုမှုကိုအထူးကျေးဇူးတင်ပါတယ်